အမေဖေကိုစော်ကားရဲတဲ့လူဟာဂုံပြူတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးဘာသာရေးကိုစော်ကားရင်ဂုံပြူခံရတဲ့လူဖြစ်ပြီးအမေဖေကိုပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဘာသာရေးကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကလူလုံလူညံ့ဖြစ်ကဲ့ရဲ့ခံမဲ့ဘဝမျိုးတဖြည်းဖြည်းလူလောကမှာရောက်ရှိလာလိမ့်မယ်အခုလည်းရောက်နေပြီလေတချို့ဟောညောက်ပင့်ပေးပြီးတော့လူတွေကတန်ရဲဖြတ်ရဲဖြစ်လာမှတကယ်ကိုဟီးရိုးဆိုပြီးတော့ဖြစ်လာတာဒါဒီဟာရဲ့ဒီဟိုရောင်ချီတန်းနေတဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ရောင်ချီတန်းလာအဲ့ဒီကနေပြီးတဖြည်းဖြည်းပိုဆိုးလာဖို့ပဲရှိတယ်နောက်ဆုတ်သွားလိမ့်မယ်လို့တော့မထင်ဘူးဒါဖြင့်လောဘကစားလိုက်တဲ့ပြဿနာတွေဟာဘယ်မှာအဆုံးသတ်တုံဆိုဒေါသမှာရောက်လာခုလောဘရှိရင်ဒေါသဖြစ်လာတယ်ဒေါသဖြစ်လာတဲ့အတွက်ကြောင့်ခုနအဲ့ဒီကြီးမားတဲ့ဒေါသဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်တတ္ထန္တရာကတ်ဆိုလက်နဲ့တိုက်ကြခိုက်ကြတဲ့ခေတ်ကိုရောက်လာအဲ့တော့မြတ်စွာဘုရားကဟောထားတာတော့စနစ်တန်းရွယ်ရောက်လို့လူတွေဟာစိတ်ဖောက်ပြန်လာတဲ့အခါမှာတဲ့ဟောခုလည်းပဲတုံးမြန်ကြီးတွေတကားကားနဲ့အနုယူလက်နဲ့ကြီးတွေတကားကားနဲ့ဘလောက်ကြောက်စရာကောင်းတဲ့အနေထားရှိတော့အားလုံးဟာတကယ်ကိုစွန့်တက်တဲ့လက်နဲ့ကြီးတွေလေစွန့်တက်စင်ကာပူလိုနိုင်ငံဆိုရင်10မိနစ်တွင်ပျောက်သွားနိုင်တဲ့အနေထားမျိုးပေါ့အဲ့လောက်ထိအောင်ပြင်းထန်တဲ့လက်နဲ့ကြီးတွေအခုခေတ်ချိန်မှာပေါ်နေတယ်လေ